ပုရတိမေနဒရတတောတခိနေနဝိရုံလကောပေစီမေနဝိရုပခောကုဝေရောဥဒရန္တိတံသတ္တရောတိမာရာဇာလောကပါဠယတတိနောတေပိအံမေနုရခန္တုတေပိတုံမေနုရခန္တုအာရောခေနဒုခေနသာပုရတိမေနမြမောတောင်းမှငွေရောင်ကုန်မျိုးအရှိမျက်နာဆူဆူနိုင်ဓရရတောခန္ဓပနွယ်ယောနာမျိုးမျိုးတို့ကိုဩသောပိုင်နေသည့်ဓရရထနမင်းကြီးသည်၎င်းဓခိနေနာမြမောတောင်းမှမြာရောင်ကုန်မျိုးတောင်မျက်နာဆူဆူရ၌ဝိရုံလကောကုံမန်ွယ်ယောနာမျိုးမျိုးတို့ကိုဩသောပိုင်နေသည့်ဝိရုံလကနမင်းကြီးသည်၎င်းပေစီမေနာမြမောတောင်းမှဖန်ရောင်ကုန်မျိုးနောက်မျက်နာဆူဆူ၌ဝိရုပခောနန္တောပနန္တာသတိကျော်ဟောနဂါမျိုးတို့ကိုဩသောပိုင်နေသည့်ဝိရုပခနမင်းကြီးသည်၎င်းဥဒရန္တိသံမြမောတောင်းမှရွှေရောင်ကုန်မျိုးမြောက်မျက်နာဆူဆူရ၌ကုဝေရောအာလဝကသတိကျော်ဟောဘလူမျိုးတို့ကိုဩသောပိုင်နေသည့်ကုဝေရနမင်းကြီးသည်၎င်းတဏိထေရှာမှန်စွာရှိ၍နေကြပါပေကုန်၏စတ္တရောလေးပါးကုန်သောဒေမာရာဇာထိုစတုမာရာဇနမင်းကြီးတို့သည်လောကပါလာလောကရှိညာလူအများကိုဘေးမတိယမတန်ရအောင်မြေရန်မသွေဆောက်ရှောက်တော်မူတတ်ကြလေကုန်၏ယတတိနောချွေရသိပင်လုံးဝရင်နှင့်လွန်မင်းစွာများပြားကြလေကုန်၏တေပိမာရာဇာနောထိုတကောတေဇာခုံဝါကျော်ဟိထိုဓရရထဝိရုံလကဝိရုပခကုဝေရာဟုဆိုအပ်ကုန်သောစတုမာရာဇနမင်းကြီးတို့သည်လီတုံမေမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ကိုအာရောဂိနာသ96ပြားဗျာယောဂါတို့မှဝေကွာရှောင်ကွင်းကျမ်းမာစေခြင်းဖြင့်၎င်းအာရောဂိနာသ96ပြားဘေးယောဂါတို့မှဝေကွာရှောင်ကွင်းကျမ်းမာစေခြင်းဖြင့်၎င်းဒုက္ခေနာသ